လူတိုင်းမှာအားနည်းချက်တစ်ခုတော့ကိုယ်စီရှိကြတာပဲလုံးဝပြီးပြည့်စုံနေတဲ့လူဆိုတာမရှိဘူးဥပမာရန်အောင်ကိုကြည့်ရုပ်ချောတဲ့အတန်ကောင်းတယ်ပညာဆုံးတယ်အောင်မြင်ကြော်ကြားတယ်ဒါပေမဲ့ခြောက်နေတယ်ဘာလဲမောတယ်နောက်တစ်ယောက်ဘာဆိုင်ကိုကြည့်ရုပ်ချောတဲ့အတန်ကောင်းတယ်အောင်မြင်ကြော်ကြားတယ်ဒါပေမဲ့လူပြိုကြီးဖြစ်ပြီးအထီးကျန်ဖြစ်နေတယ်နောက်တစ်ယောက်ဒီမင်းဟိုကိုကြည့်ကျွန်တော်နဲ့တူတယ်ရှောက်ကလေးလေးတင်းတင်းရှိတယ်ပညာကလည်းမစိုးတဲ့ဘောကောင်းနဲ့ပြောတဲ့